Hi, good morning မင်္ဂလာပါ Spring Garden လေးကိုတိုးလုပ်ပါမယ် so um ဒီနေ့ကနေလဲနည်းနည်းပူတယ်ပြီးတော့um ဒါလေးရီလေးနည်းနည်းတာရရှိရပေါ့နော်ဒါကတော့ချော့ရဲ့အိမ်ရှိ garden လေးဖြစ်ပါတယ် so ဒီကနေစပြီးတော့အိမ်ရှိ deck ကနေစပြီးတော့ဆက်ပြီးတော့ တိုးရင်လုပ်ပြီးတော့ပန်းလေးတွေ spring garden တိုးလေးလုပ်ပြပါမယ်ဆိုတော့ချိုးကိုchannel မှာဗားတွေစိုက်ထားလဲပန်းနေပွင့်လို့ရှိရင်လဲပြအောင်တော့ဆိုပြီးတော့ request လုပ်ထားတဲ့လူတွေရှိတဲ့အတွက်ကြောင့်မလို့ချိုးဒီ spring garden တိုးလေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဆိုဒါကတော့ julep ကလေးတွေပါဒီဒါကတော့ချိုးစိုက်ထားတဲ့ julep ကလေးတွေပါသူကအယောင်ဆုံးတော်တော်စုံပါတယ်ဒါဆိုအနီလေးပေါ့နော်ဒါဆိုရင်တော့အပွားဒါကပန်းရောင်ဒါလည်းအနီဒါကတော့ပန်းရောင်အရှင်းကလေးဖြစ်ပါတယ်ဒါကတော့ခရမ်းလေးဖြစ်ပါတယ်ဟောဒီမှာပြားလေးတွေလည်းပြားတွေလည်းအရန်နေပျော်နေတယ်โอเคဒါကတော့ဒီမှာ cherry blossom ဟိုဘက်အိမ်ကအိမ်ဘေးအိမ်က cherry blossom တွေပွင့်နေတာဖြစ်ပါတယ်ဒါကတော့အင်ရှိမှာရှိတဲ့အပင်လေးပေါ့နော်ဒါဆိုရင်တော့ daisy လားဒါကို daisy လို့ခေါ်လားဘာလို့ခေါ်လားချောမပြောတတ်ဘူးဒါလေးတွေစိုက်ထားတယ်ပြီးတော့ဒါ spring legend daffodil လေးတွေလည်းပွင့်နေပါတယ်ဒါကတော့ pre junior ပါဒါကမပွင့်သေးဘူးပေါ့နော်ဒါ pre junior ဒါကရေမွေးနှင်းစီရေမွေးနှင်းစီလေးတွေကတော့သူကနည်းနည်းလေးတော့အညုတ်ကလေးတွေထွက်လာပြီးမကြခင်ပွင့်တော့မှာပေါ့နော်ဒါကတော့ spray တွေပါအရွက်တွေအကုန်လုံးဖြုတ်ထားတယ်သူ့ကိုဘာဖြစ်လို့အရွက်တွေဖြစ်တာလဲဆိုတော့အရွက်တွေဖြုတ်ထုတ်လိုက်မှသူကဘယ်လိုပြောမလဲအရွက်တွေဖြုတ်ထုတ်လိုက်မှအရွက်အသစ်တွေထပ်ထွက်ပြီးတော့ပွင့်အပွင့်များမှာပေါ့နော်အဲ့တော့ဒါကတော့ချွေရဲ့AC frantic မှာရှိရဲ့အပင်ကလေးတွေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒါပတ်မင်းနေထပ်ဆိုင်ထားသေးတယ်မပွင့်သေးဘူးဒါကတော့ပူစီနန်ဆိုတော့ကပူစီနန်ကသူကကွာlime ပူစီနန်လို့ခေါ်တယ်သူချိုးရိုစားနေချmint ပုံစံတော့မဟုတ်ဘူးဒီကောင်ကချော်လဲဒီရောက်မှတွေ့ဘူးတာပေါ့နော်ဒါရောက်ကမှပေးထားတယ်ဒီပူစီနန်အရွက်နဲ့ကြည့်လိုက်ဒီပူစီနန်အရွက်ကဒါကချိုးရိုအမြဲတမ်းရွာမှာတို့စားနေတဲ့ပူစီနန်ပေါ့နော်ဒီပူစီနန်ကတော့သူကဟိုဖြစ်တယ်အနံ့ကလေးကတော့မွေးရယ်ဒါပေမဲ့ချိုးရိုရွာမှာတို့စားတဲ့ပူစီနန်အပင်နဲ့တော့မတူဒီအပင်ကမှဒါကတော့ချိုးရိုရွာမှာတို့စားတဲ့ပူစီနန်အပင်ဖြစ်ပါတယ် flavor ကတော့တိတ်ပြီးတော့နည်းနည်းလေးပဲ same flavor ပဲ same flavor ပဲဒါပေမဲ့နည်းနည်းလေးပဲ texture လေးနည်းနည်းလေးဒီ lime ပူပြီးတော့ဒီကောင်ချိုးတို့ရွာမှာတို့စားတဲ့စားနေကြပူစီနန်ကပူပြီးတော့ flavor strong ဖြစ်တယ်ပေါ့နော်ဒါကတော့အရှိမလာရှိစိုက်ထားတဲ့အပင်လေးတွေဖြစ်ပါတယ်ပေါ့ဒါကတော့မာရီဂိုးကိုပင်တွေကိုပြိုးထားတာသိပြီးတော့ပျော်တဲ့ပုံသိမပေါ့ they not look so healthy အိမ်မှာကြောင်ရှိရောလေကြောင်ကချောပင်တွေကိုအကုန်လုံးကုတ်ထုတ်အဲ့တော့ကုတ်ထုတ်တော့ပင်တွေကထင်တယ်လို့မပေါက်ဘူးပေါ့ပြီးရင်တော့ဟိုဘက်အိမ်နောက်ဖေးဘက်ကိုခေါ်ရပါမယ်ဒါကတော့ freesia ဒီ freesia ကတစ်ခေါက်စိုက်ထားပြီးလို့ရှိရင်သူကနှစ်တိုင်းပြန်ပွင့်မှာပေါ့နော်ဆိုတော့ကဒါတင်းတင်းလေးမွေးလေးမွေးတယ်ချိုးဖျားပန်းလဲလူတယ်နောက်ဆိုလို့ရှိရင်တော့ fresh flower fresh ပန်းနေဝေဆဆာမကြခင်ထိုးလို့ရတော့မယ်ပေါ့နော်နောက်လာလောက်ဆိုလို့ရှိရင်ပန်းနေရပို့ပြီးတော့ပွင့်ပါပေါ့ရေးလို့ရှိရင်ဒီ lavender ပန်းရဲ့အနံ့ကတကားဖွင့်လာလို့ရှိရင်ဒီအိမ်ရှိ
လို့ပြောမလဲချိုဒီမှာစာကြည့်ကန် TV run တစ်ခုရှိရယ်ဒီရှိရကမ်းအဲ့ဒါတော့အနက်ကလေးတွေပူပြီးတော့ you know အေရိုအာလေဝိလိုက်လို့ရှိရင်ဒီလဘနာပန်းမင်းအနံ့အိမ်တွေကိုဝင်တယ်အရန်လေးကိုအရန်ကို peaceful ဖြစ်တယ်ပေါ့နော်မနေ့ပိုင်းအိပ်ရနိုးလာပြီဆိုလို့ရှိရင်အဲ့လိုမျိုးတကားဖွင့်လိုက်ပြီဆိုတာနဲ့ပန်းရနက်ကြီးကကိုယ့်ရဲ့နှာခေါင်းထဲကိုရောက်လာတယ်ဆိုတော့အရန်ကိုမှစိတ်ကြည်နူးမှုကိုပေးရပေါ့ဒီကတော့ Italian rocket ဒီ Italian rocket ကတော့vegetable lettuce တို့ salad တို့ပဲထည့်စားတဲ့အရွက်ပေါ့နော်ဟိုကျွန်တော် Italian Mediterranean food တွေထဲမှာထည့်စားတဲ့lettuce လိုမျိုးအရွက်ဖြစ်ပါတယ်သူကအများကြီးစားလို့ရှိရင်ဆက်အရန်လေးဟိုမှာသူ့ရဲ့အများကြီးစားလို့ရှိရင်ငွေကြေးပုံမှာဆိုမစားနိုင်ဘူးဆက်လို့တယ်သူကအဲ့ဒါကတော့အန်ဒရူးကလည်းကြိုက်တော့ဒီ rocket ကိုချောကဝင်းထားလုံးတနွေလုံးမပြတ်ဘူးသူက any season စိုက်လို့ရတယ်ဒီလို the whole ဒီလိုမျိုး site စားတော့ safe money ဖြစ်တာပေါ့နော်အဲ့သေးလေးနဲ့ဆိုလို့ရှိရင်တော့မှ तू ကဟိုကရောင်းတာ哦$4 $5လောက်ရောင်းတာ哦ချက်တော်တော်ဆက်တာဒီဘူးဒါကတော့ spring onion ပေါ့ပြီးတော့ချို summer တုန်းကwinter တုန်းကစိုက်ထားတဲ့ဒါလေparsley parsley တွေကတော့သူကအရန်ကိုမှตายာပျော်ရွှင်အိမ်အောင်ရှင်ဖြစ်နေပြီသူကအရန်ကိုမှအရန် crunchy နဲ့မှအရန်ကိုမှဆောက်လုပ်ကောင်းနေဒါကတော့ rosemary ဒါက rosemary ချိုးကပုံမှန်အားဖြင့် herbs တွေကအိမ်မှာအများတိုင်းစိုက်ထားတာများတယ်စိုက်ထားတော့ကိုစားခြင်းတဲ့အချိန်ကြာလို့ရှိရင်ခူးစားလို့ရပါတော့နော် rosemary ဆိုလို့ရှိရင်တန်လွင်စီလေးနဲ့ rosemary နဲ့ကြော်ပြီးတော့စားရတာကိုကြိုက်တယ်ပြီးတော့ဒါကတော့ဘိန်းပန် poppy flower လို့ခေါ်တယ်ဒါဒီ poppy flower ကချောကဒီနှစ်မှစိုက်တာမနစ်ကဝင်းထားကလေးကစိုက်ထားတာအခုဒီ spring မှာပွင့်တာပေါ့နော်သူကဥကလေးတွေနဲ့လာတာဒါကတော့ဘာတန်းလိုက်မသိဘူးမခေါ်တတ်ဘူးမြန်မာပြည်မှာတော့ဟိုမေမျိုးဘက်ကလာပြီးလို့ရှိရင်ချောတို့ချိုးပြီးတော့ဈေးထဲမှာရောင်းတာတွေ့တယ်ဒီပန်းတောင်မှန်ကိုမခေါ်တတ်ဘူးဒါလည်းပွင့်တော့မှာပြီးလို့ရှိရင်တော့ဒါချောအရင်ကြိုက်တဲ့ပေပန်းပဲဒီပေပန်းပင်ကပေပန်းကိုအရင်ကြိုက်တယ်ပေပန်းကိုဘာကြောင့်ကြိုက်တာလဲဆိုတော့ तू ကလေအရင် colorful ဖြစ်ပြီးတော့ဟိုပွင့်လို့ရှိရင်ဟိုကအများကြီးနဲ့မြင်ဆိုင်ပွင့်တာပြီးလို့ရှိရင်အရန်မွေးတာသူ့ရဲ့ fragrance ကိုအရန်ကြိုက်တာဒါကြောင့်မလို့ကျွန်တော်ဒီပေပန်းကိုနေ့တိုင်းစိုက်အရန်လဲချစ်တယ် it make me so happy so ဒါကတော့ပေပန်းဒါပေပန်းပဲပြီးလို့ရှိရင်ဒီမှာရှင်တဲ့သမီး David လက်ကျန်လေးတွေနည်းနည်းပွင့်နေသေးတယ်ဒါကတော့ချောရဲ့ပန်းနေဖြစ်ပါတယ်ပေါ့ပန်းနေထပ်ပွင့်လာပြီဆိုလို့ရှိရင်လေချောနောက်တစ်ခါဂါရန်တူထပ်ပြီးတော့လုပ်ပေးပါဦးမယ်အခုတော့ဒါကတော့နှစ်တိုင်းစိုက်ဖြစ်တယ်ဒါကိုချက်ဇူကီနီလို့ခေါ်လားဒါကတော့ဒါပါလဲဆို Brussels sprout Brussels sprout စိုက်ထားတယ်ပြီးလို့ရှိရင်ခရမ်းကျင်ပင်တော့ဒီမှာလေးပင်စိုက်ထားတယ်ခရမ်းကျင်ပင်လေးပင်ကအပွင့်နေစပြီးတော့ပွင့်နေပြီဆိုတော့ they will be fruits very soon ပေါ့နော် so မကြခင်မှာ so ဒီပြီးရင်တော့ဒီဘက်ကိုဆက်လာလို့ရှိရင်တော့မလေးချွေရဲ့ဒီမှာဟိုးဒါကဒီလီလီက Christmas lily လို့ခေါ်တယ်သူကမကြခင် Christmas မတိုင်ခင်နဲ့ Christmas
Eve လောက်ဆိုလို့ရှိရင်သူက Christmas ရဲ့ early လေးတွေမှာသူတို့ပွင့်တတ်တယ်ပေါ့နော်ဆိုဒါကတော့ Christmas လီလီဖြစ်ပါတယ်ပြီးရင် the whole lot ဒီနှစ်ကပဲပန်းက the sweet pea လို့ခေါ်တယ်ကွာပဲပန်းကချောကအများကြီးအပင်တွေအများကြီးကိုယ့်ဘက်ကိုပြိုးပြီးတော့စိုက်တာဆိုတော့ဒီ sweet pea တွေဟာအများကြီးကိုချောခြံစည်းရိုးတွေမှာပါကပ်ပြီးတော့စိုက်ထားတယ်ဟိုကပင်ကကောရကားသေးပင်လည်းစိုက်ထားတယ်ဒါပေမဲ့မသီးဘူးချိုးနေရကပဲကျင်းလို့လားမသိဘူးကောရကားပင်ကောရကားညွန့်စားရတာကြိုက်လို့လေမသီးဘူးခုကတော့ဒါကတော့လောလောဆယ်ကတော့ချိုးဒေစီလေးတွေထပ်စိုက်ထားတယ်ဒီမှာဒေစီလေးတွေထပ်စိုက်ထားတယ်ဒီနောက်ဖေးကချိုးလုတ်နေတာပဲပြီးသေးဘူးဒါမနစ်ကတော့ဝယ်ထားတဲ့လိမ်မော်ရောင်မဟုတ်ဘူးလိမ်မော်ရောင်နှင်းစီပင်လိမ်မော်ရောင်ပွင့်တဲ့နှင်းစီပင်ဒီကောင်လဲ she look pretty healthy ဒါလဲပွင့်ရင်တော့တော်တော်လာမှာဆိုတော့ကဒါလေးတွေကတော့ဒေစီတွေပေါ့နော်ချိုးဒီနောက်ဖေးဘက်ကနှုတ်နေတာမပြီးသေးဘူးဒီဘက်မှာရောပဲအရန်ကိုမှမစ်စီဖြစ်နေတယ်ဒါချိုးရလက်ရှိချန်နဲ့လောလောဆယ်စိုက်ထားတဲ့အပင်တွေပေါ့နော်ဒါကတော့ဒေစီပင်လေးတွေကတော့သူကအရန်စိုက်ပြီးတော့လေစိုက်ရအရန်လွယ်ပြီးတော့လေသူကအရန်လာကြည့်လိုက်လို့ရှိရင်ပန်းနေနဲ့မနက်မိုးလင်းပြီးအိမ်ရှေ့တကားကိုဖွင့်လိုက်ပြီးဆိုတာနဲ့ချိုးချန်နဲ့အရင်ပြေးစင်းတာပြေးစင်းပြီးလို့ရှိရင်ပွင့်နေတဲ့ပန်းတွေကိုဆင်းကြည့်ပြီးလို့ရှိရင်အဲ့လိုသူတို့လိုအပ်တဲ့အပင်အကောင်လောင်းနေသိတယ်မလားဒီမှာ cute တွေကအရန်ဆိုးတာဒီကောင်တွေမတရားဆိုးတာဒီကောင်တွေကိုနှိမ်နေရတာညဟိုဗလဲမခံစားနိုင်ဘူးပြီးရင်တော့ဒီနေရာကတော့ချိုးစဉ်းစားထားတာတော့ဒီຫນွေကိုဒီနေရာကျွတ်တီခရမ်းတီပြီးလို့ရှိရင်ငရုတ်သီးစိမ်ပြီးလို့ရှိရင်ဒီနေရာမှာကိုချမောင်ထက်ကျဲပြီးတော့စိုက်ချင်စိုက်မယ်ပေါ့လောလောဆယ်တော့ပလန်လောက်ထားဒီဟာအခုမြေဩဇာတွေအကုန်လုံးကျွေးပြီးတော့မှမြေဩဇာကျွေးcompost တွေပါထည့်ပြီးတော့မြေကြီးကိုနည်းနည်းလေးဆက်တဲ့ဖြစ်အောင်စောင့်နေတာပေါ့နော်ပြီးရင်တော့ချောစပြီးတော့စိုက်မှာဖြစ်ပါတယ်ဆိုဒါကတော့ပါလောက်ထားတာသူ့ရဲ့စွင်းသူဆော့ဖို့သူစွင်းသူကနဲ့သူ create လုပ်ထားတာအဲ့လိုမျိုးဒါအရန်ဟိုဖြစ်တယ်သူအရန် creative ဖြစ်တယ်ဒါက strawberry ပင်တွေကတော့ချောမကြပြနေတယ်ဆိုတော့ချောရဲ့ strawberry ပင်တွေကိုတော့သိမှာပေါ့နော် strawberry တွေကငတ်တွေကစားတယ် strawberry တွေကမခံစားနိုင်ဘူးငတ်တွေကငတ်တွေအရင်ဆိုးပြီးလို့ရှိရင်တော့ဒါကချောရဲ့ pizza oven the pizza oven ကတော်တော်ကြီးကိုအပေါ်ရွှေ့ယူလိုက်ကြတယ်အန်ဒရူးနဲ့ချောနဲ့အတူတူရွှေ့ရပါတော့နော်တော်တော်လေးတယ်ဒါပီဇာဖုတ်တဲ့ပီဇာဖုတ်တဲ့နေရာပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ pizza oven ဒါကတော့ချောရဲ့ garden နဲ့ချောရဲ့garden တူလီဖြစ်ပါတယ်ဟိုကြိုက်နှစ်သက်မယ်လို့လည်းထင်ပါတယ်ဆိုချိုးချက်လေးထဲမှာပင်တွေထပ်ဆိုင်ထားတယ်ဆိုလို့ရှိရင်လည်းထပ်ဆိုင်ပြတယ်ဆိုလို့ရှိရင်လည်းချိုးချက်ပြီးတော့ share ပါအောင်မယ်ဆိုတော့ကဒါချိုးရဲ့ channel ကိုဒူးလုပ်ပြတာဖြစ်ပါတယ် so this is so ချိုးကိုဒီနေ့ဘာလုပ်ချင်လဲ Minecraft ကနေလေကြမှာဆော့လေ later on yeah you got too much screen time Jason so ဒါကတော့ကျမရဲ့အချစ်ဆုံးသားမောင် Jason မောင် Jason so ဒါကတော့ချောရဲ့တော်မလုံးနဲ့ Jason မမေအပင်နဲ့လဲကုန်မယ်တော် Jason မလုံးနဲ့လို့မပြောနေရ so ချောရဲ့ garden လေးကို share လိုက်ပါတယ်ဒီဗီဒီယိုလေးကိုလည်းကြိုက်မယ်လို့လည်းယုံကြည်ပါတယ် so ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းlike လေးတွေနဲ့ share ပါအောင်ချောရဲ့ live update လေးတွေကိုလည်းဆက်ပြီးတော့ဝင်ရပါအောင်မယ် thank you ကျေးဇူးပါလို့ချစ်တယ်မမကလေး okay see you bye bye